ဒီနေ့မှာတော့2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Inner Prime ဆိုတဲ့ drama စကားကောင်းတစ်ကားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Spoiler သတိပေးချက်ဇာတ်လမ်းအဆုံးထိပါဝင်ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း100%သောလူချမ်းသာသားသမီးတွေပဲတက်ရောက်နိုင်တဲ့အထက်တန်းကျောင်းမှာဟန်ဂျီဝူဆိုတဲ့ကျောင်းသားလေးတစ်ယောက်အဆင်မပြေဖြစ်နေပါတယ်။သူဟာအရင်ကျောင်းမှာအတော်ဆုံးကျောင်းသားဖြစ်ခဲ့ပေမဲ့ဒီလိုပါရမီရှင်တွေကြားထဲမှာတော့အတန်းထဲမှာအနိမ့်ဆုံးအဆင့်ကိုရောက်နေသူပါအထူးသဖြင့်တက္ကသိုလ်ဝင်ခွင့်အတွက်အရေးကြီးဆုံးဖြစ်တဲ့တင်ချာဘာသာရပ်မှာသူဟာအားနည်းနေပါတယ်သူရဲ့အတန်းဖော်တွေကချမ်းသာကြတာမို့ကျူရှင်တွေအထူးသင်တန်းတွေတက်နိုင်ကြပေမဲ့လူမှုဖူလုံရေးထောက်ပံ့ခြင်းနဲ့ကျောင်းတက်နေရတဲ့ဂျီဝူအတွက်တော့ဒါတွေဟာအလံဝေးလုံးပါတယ်တင်ချာဆရာဖြစ်သူမစ္စတာကင်ကဂျီဝူရဲ့အဆင့်နဲ့ဆိုရင်နာမည်ကြီးတက္ကသိုလ်ဝင်ဖို့မလွယ်တာမို့ကျောင်းပြောင်းဖို့တိုက်တွန်းပါတယ်။ဒါကြောင့်သူဟာအဆောင်ကနေခေတ္တနှင်ထုတ်ခံလိုက်ရပါတယ်။ကျောင်းလုံခြုံရေးဝန်ထမ်းဟတ်ဆောင်းဟာမြောက်ကိုရီးယားကနေခိုးလုံလာသူဖြစ်တာကြောင့်ကျောင်းသားတွေကသူ့ကိုကွန်မြူနစ်အရာရှိလို့ခေါ်ကြပါတယ်။ဟတ်ဆောင်းဟာတကိုယ်တည်းနေထိုင်သူဖြစ်ပြီးလိတ်လေးတစ်ကောင်ကိုအဖော်ပြုကာစတော်ဘယ်ရီနိုးတောက်ရင်ဆူဒိုကူပဟေနီတွေဖြည့်ရှင်းရင်အချိန်ကုန်လေးရှိပါတယ်။အဆောင်ကနှင်ထုတ်ခံရပြီးနောက်အိမ်ပြန်စရာမရှိတဲ့ဂျီဝူဟာမိုးရွာထဲမှာကျောင်းကစွန့်ပစ်တက်ခွဲခန်းနဲ့ခိုနားနေတော့ဟတ်ဆောင်းနဲ့ပြန်ဆုံပါတယ်။ဟတ်ဆောင်းကသူ့ကိုတနာတာကြောင့်သူ့ရုံခန်းထဲမှာအိတ်ခွင့်ပေးလိုက်ပါတယ်။ဂျီဝူအိတ်နေတော့မှဟတ်ဆောင်းဟာဂျီဝူမဖြေနိုင်ပဲထားခဲ့တဲ့ခက်ခဲတဲ့တင်ချအိမ်စာတွေကိုတွေ့သွားပြီးတွက်ပေးလိုက်ပါတယ်။နောက်နေ့မနက်ဂျီဝူကြောင်းတက်တဲ့အခါသူ့အိမ်စာတွေအားလုံးအမှန်တွေဖြစ်နေတာကိုတွေ့ပြီးအံ့ဩသွားပါတယ်။ဒါဟာဟတ်ဆောင်းရဲ့လက်ချက်မှန်သိသွားတဲ့အတွက်သူ့ကိုတင်ချတင်ပေးဖို့ဂျီဝူကတောင်းဆိုပါတော့တယ်။အစပိုင်းမှာညှင်းဆန်နေပေမဲ့ဂျီဝူရဲ့စိတ်အားထက်သန်မှုကြောင့်ဟတ်ဆောင်းကစီကန်းချက်3ခုနဲ့တင်ပေးဖို့သဘောတူလိုက်ပါတယ်။အဲ့ဒါတွေကတော့တတိအကြောင်းဘယ်သူမှမသိစေရနဲ့တင်ချာကလွယ်လို့တခြားဘာမှမမေးရ3အဆင့်တွေစာမေးပွဲတွေအကြောင်းမပြောရဆိုတာတွေပါပဲတင်ကအဖြစ်စတော်ဘယ်ရီနို့ပဲပေးဖို့ပြောပါတယ်ဟတ်ဆောင်းဟာဂျီဝူကိုတင်ချာရဲ့အနှစ်သာရကိုတင်ပေးပါတယ်အဖြေမှန်ဖို့ထက်မေးခွန်းကိုနားလည်ဖို့နဲ့အဖြေရှာတဲ့လုပ်ငန်းစဉ် process ကပိုအရေးကြီးကြောင်းသူကဆိုပါတယ်သူတို့နှစ်ဦးဟာစွန့်ပစ်တက်ခွဲခန်းထဲမှာလျှို့ဝှက်စာတင်ရင်တဖြည်းဖြည်းရင်းနှီးလာကြပါတယ်တညမှာတော့ဂျီဝူရဲ့အတန်းဖော်မလေးဘိုရန်ကဒီလျှို့ဝှက်ချက်ကိုတီးသွားပေမဲ့သူမကလည်းလျှို့ဝှက်ချက်ကိုထိမ့်သိမ်းပေးပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်တစ်ဖက်မှာလည်းတင်ချာဆရာမစ္စတာကင်ဟာကျောင်းသားတွေကိုအဖြေမှန်ဖို့ထက်စာမေးပွဲဖြေနည်းစနစ်တွေကိုပဲစောက်ချတင်ပေးနေပါတယ်ဂျီဝူကဆရာရဲ့အဖြေမှားနေကြောင်းထောက်ပြတဲ့အခါမှာတော့ဆရာဖြစ်သူကသူ့ကိုအညှိုးထားပါတော့တယ်မကြခင်မှာပဲဟတ်ဆောင်းရဲ့တကယ်ဝိသေသကပေါ်လာပါတယ်သူဟာမြောက်ကိုရီးယားကနာမည်ကြီးတင်ချာပါရမီရှင်ဒေါက်တာလီဟတ်ဆောင်းဖြစ်နေတာပါသူဟာကမ္ဘာအခက်ဆုံးတင်ချာပု္ပ္ပစာတစ်ခုဖြစ်တဲ့ Riemann hypothesis ကိုဖြေရှင်းနိုင်သူအဖြစ်သတင်းတွေမှာပါလာပါတယ်သူမြောက်ကိုရီးယားကထွက်ပြေးလာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့တင်ချပညာရပ်ကိုအစိုးရကလက်နက်တွေပြုလုပ်ရမှာအသုံးချနေတာကြောင့်ပါဒီအတွက်ကြောင့်သူ့သားဖြစ်သူဟာလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်ဒီကြားထဲမှာကျောင်းရဲ့တင်ချပြိုင်ပွဲမေးခွန်းတွေပေါက်ကြားမှုဖြစ်ပွားပါတယ်မစ္စတာကင်ဟာသူ့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်ဂျီဝူကိုအပြစ်ပုံချဖို့ကြံစီပါတယ်ဂျီဝူကွန်ပျူတာခန်းထဲမှာစာရွက်တွေပရိန့်ထုတ်နေတဲ့ဗီဒီယိုမှတ်တမ်းကိုပြပြီးချင်းချောက်ကကြောင်းပြောင်းခိုင်းပါတယ်တကယ်တော့ဂျီဝူပရိန့်ထုတ်နေတာဟာဟတ်ဆောင်းအတွက်တင်ချာစာတမ်းတွေသာဖြစ်ပါတယ်ဂျီဝူဟာသူ့ရဲ့ဆရာဟတ်ဆောင်းကိုကာကွယ်အနေနဲ့ဘာမှပြန်မပြောဘဲကြောင်းပြောင်းဖို့လက်ခံလိုက်ပါတယ်ဂျီဝူဟာသူ့ရဲ့တစ္ဆာရှိမှုကြောင့်အပြစ်ကလွတ်ကင်းသွားပြီးဟတ်ဆောင်းကတော့တောင်ကိုရီးယားနိုင်ငံသားအဖြစ်တရားဝင်အတိအမှတ်ပြုခံရကလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျီဝူဟာဟတ်ဆောင်းစီကနေအမှတ်တရလက်ဆောင်ဖြစ်သူတို့မျက်နှိုးတဲ့တင်ချာကလောင်နယ်လေးကိုရရှိခဲ့ပြီးသူတို့နှစ်ဦးရဲ့ခိုင်မာတဲ့တန်ရောစင်ကိုပြသရင်းဇလန်းလေးပြီးဆုံးသွားပါတယ်။နောက်ထပ်ဘလို့ဇာတ်ကားမျိုးတွေကို recap လုပ်ပေးစေခြင်းလဲ။